အားလုံးပဲမင်္ဂလာပါเนาะကျွန်တော်ကောင်းရဲ့အကူဒီမတွေအားလုံးပဲမင်္ဂလာပါဗျเนาะမင်္ဂလာရှိတော့ကျွန်တော်တို့ညာချမ်းလေးပါเนาะကဲအားလုံးပဲဝင်ယူမေးဗျာကျွန်တော်ရဲ့အကူဒီမအားလုံးပဲเนาะမနက်ဖြန်ကဏ္ဍလေးကျွန်တော်ကြိုက်လို့ like တက်ပြီးတော့လွှင့်ပေးတာပေါ့เนาะကျွန်တော်ရဲ့အကူဒီမအားလုံးပဲမနက်ဖြန်ကဏ္ဍလေးကျွန်တော်ကြိုက်ပါတယ်ဗျเนาะကဏ္ဍကကျွန်တော်ရဲ့အကူဒီမအားလုံးပဲလေးလုံးတော့ကြံနေသေးတယ်ဟိုကြားနေတော့ကျွန်တော်ရဲ့အကူဒီမမှာသူကဘလို့ပုံစံမျိုးသွားနေလဲဆိုတော့ကျွန်တော်ရဲ့အကူဒီမအားလုံးပဲသူသားရဲ့ပုံစံပေါ့เนาะကြံကလေးတစ်လုံးနဲ့ထွက်ပြီးသားကဏ္ဍကျွန်တော်ထွက်ပြီးသားကဏ္ဍတွဲတယ်ပေါ့အဲ့လိုမျိုးတွဲပြီးသွားနေပါတယ်ဒီနေ့ဆိုကျွန်တော်ရဲ့အကွေမှာကဏ္ဍကစုစုပေါင်းဆိုရင်ကျွန်တော်တို့ကဏ္ဍ6လုံးထိကြပြီးသွားပြီဟုတ်တယ်မလားကဏ္ဍ6လုံးထိကြပြီးသွားပြီကဏ္ဍ4လုံးပဲကြံတော့တယ်ဟုတ်တယ်မလားကျွန်တော်ရဲ့အကွေမှာလုံးပဲကဏ္ဍ4လုံးပဲကြံတော့တယ်အဲ့ဒီ4လုံးနဲ့ထွက်ပြီးသား6လုံးနဲ့တွဲမှာလားပေါ့နော်တွဲမယ်ဆိုရင်6လေး24ခွက်ပဲထိုးရမယ်ဟုတ်တယ်မလားဒါမှမဟုတ်ရင်ထွက်ပြီးသားကဏ္ဍတွေအကုန်လုံးပြန်ထွက်ပြီးသားကဏ္ဍ6လုံးပေါ့နော်ပြန်ခွေမှာလားပေါ့နော်အဲ့တစ်ချက်ရှိပါတယ်ကျွန်တော်ရဲ့အကွေမှာလုံးပဲနော်ကြည့်ရအောင်မင်္ဂလာပါ like and share မလုပ်ရသေးဘူးဆိုတဲ့အကွေမအလုံးက like and share လေးလုပ်ထားပြီးပါနော်အသေးလေးမလေးနှိပ်ပြီးတော့ဝင်လာခဲ့ပြီအသေးလေးမလေးနှိပ်ပြီးတော့ဝင်လာခဲ့ပြီကျွန်တော်တို့3ညခွန်ထွက်တဲ့နေ့တစ်နေ့ပဲကျွန်တော် live လွှင့်ထားတာဖြစ်ပါတယ်အဲ့ဒီနေ့ကကျွန်တော်ရဲ့အကွေမအလုံးပဲ90ထွက်တဲ့နေ့ပေါ့နော်ကျွန်တော်ပြရတော့3ညခွန်ပေါ့အလုံးပဲပေါက်ကြမယ်လို့ထင်ပါတယ်ဗျနော်ပေးရလဲ90ပဲနဲ့တူရင်တော့ကျွန်တော်ရဲ့9 3ညအကွေအပြီးရှင်းပေါ့နော်မွေးကနန်းသမားတွေအားလုံးပဲအစီအမီကြလားကျွန်တော်ပထမတစ်ချိန်ကမွေးကနန်းကပတ်တီးပဲအစီအမီသွားလို့ကျွန်တော်ပတ်တီးအဲ့ဒီ messenger လူတွေရောကျွန်တော်မိသားစုဝင်များလုံးပဲမတောင်းဘူးပေါ့နော်မရလို့တရားမှကျွန်တော်သွားပြီးတော့6ပတ်တီးဗျာ6ပတ်တီးဆိုတော့ဒါပတ်တီးပဲထိပါတော့အစီအမီဘူးဆိုကျွန်တော်မတောင်းပဲကျွန်တော်အခုဒုတိယတစ်ချိန်ထပ်ပြီးတော့ပေးထားတာက3ပတ်တီးပေါ့နော်တကောကောင်းမွေးက30ခွန်3နှစ်3လေးဆိုကျွန်တော်ကနန်း3ပတ်ပေးတာဒီနေ့30ခွန်ထွက်တယ်ကျွန်တော်ရဲ့အကွေမှာဟုတ်တယ်မလားတရက်နေ့ကနေပြီးတော့ကျွန်တော်3ရက်နေ့ထိကျွန်တော်မွေးဆိုပြီးပေးတာပေါ့နော်ကျွန်တော်ညပိုင်းကပို့တာပေါ့ဒီနေ့ညနေမှာအောင်နေပေါ့နော်မွေးတဲ့သမားတွေကဗျာနော်ကျွန်တော်ရဲ့ကိုကြီးမလောင်ကစာမလာအကြောင်းမကြားကြဘူးပေါ့နော်ကျွန်တော်ရဲ့ကိုကြီးမလောင်ပဲတချို့ဆိုရင်မထိုးပြတဲ့လူကများတယ်ဗျာနော်ဒီလိုအခုလိုညပိုင်းကပေးတာဗျာအခုလိုအချိန်ကလည်းကျွန်တော်ပို့ရနော်မနက်ဖြန်ညက်နေပေါ့နော်အခုလိုမျိုးညက်နေပိုင်းမှာထွက်တယ်နော်ဒါပေမဲ့ကျွန်တော်ရဲ့ကိုကြီးမလောင်ကပေါက်ကြီးလဲမမှန်းကြဟုတ်လားပေါက်ကြီးလဲဒါကြီးမပြောကြဘယ်လောက်ပေါက်တယ်မပေါက်ရင်ပေါက်ဘူးပေါ့ဗျာနော်ပေါက်ရင်ပေါက်တယ်ပေါ့စာတော့စမ်းပြအဲ့ဒီကျွန်တော်တို့ပို့လိုက်တဲ့စာကိုကျွန်တော်မိသားစုကျွန်တော်ဝင်ကြည့်သွားတယ်ပြီးကျွန်တော်တို့စာမပြန်ဘူးပေါ့နော်တချို့ဆိုရင်အသေးတောင်ပေးပြီးထွက်သွားတဲ့လူတောင်ရှိနော်ကျွန်တော်ရဲ့ကိုကြီးမှာဟုတ်တယ်မလားကြည့်အောင်မင်္ဂလာပါ like and share လေးလုပ်ပြီးတော့ဝင်လာခဲ့ပြီမပေးရပေးတာကမိမိတို့အကြောင်းပေါ့နော်ကျွန်တော်ရဲ့ကိုကြီးမှာလုံးပဲကျွန်တော်ကတော့ဒီညမှာပြကြရှိရလေးပြမယ်ပေါ့နော်ကြည့်အောင်မ share ထားပြကျွန်တော်ရဲ့ကိုကြီးမှာနော် 1.9k ရှိတယ်ပေါ့နော်ကျွန်တော်ရဲ့ channel လေးကpage လေးကအဲ့ဒီ page လေးကိုလည်း follower လေးနှိပ်ထားပြီးပါအောင်ဗျနော်ကျွန်တော်ကဒီညကကျွန်တော်ဘာပို့မှလဲဆိုတော့ကြံရက်စာအတွက်ကျွန်တော်ပတ်သီးတစ်လုံးနဲ့ကျွန်တော်မွေးကနန်း3ခွက်ပို့မှဖြစ်ပါတယ်လူဒီကကျွန်တော်ရဲ့ကိုကြီးမလုံးကကျွန်တော်အပေါ်မှာပြထားတဲ့ဖုန်းနံပါတ်မှာလာယူလို့ရ683191549ဒါအဲ့ဒီဖုန်းရဲ့ Viber မှာလာပြီးတော့ယူထားလို့ရတယ်ကျွန်တော်ဟိုဘက်အကောက်ကကျွန်တော်ရဲ့အကိုကြီးမအလုံးပဲခွန်တော်ညာလေးဆိုတဲ့ဖုန်းနံပါတ်အကောက်ကကျွန်တော်အဲ့ဒီဖုန်းကဟိုဟာဖြစ်လို့ပေါ့နော်ကျွန်တော်ရဲ့ကို error တန်းရှိလို့ကျွန်တော်အဲ့ဖုန်းနဲ့မပို့တော့နော်ဒီဖုန်းနံပါတ်မှာလာပြီးတော့ဟိုင်းထားပြီးကျွန်တော်ရဲ့အကိုကြီးမအောင်ကဟုတ်ပြီလားကြရအောင်ဝင်လာခဲ့ပြီပါ like and share လေးလုပ်ပြီးဝင်လာခဲ့ပြီအဲ့မှာ9ရောက်တယ်ဗျာလူကြီးပြွာလေးကနော် share ထားမယ်ကျွန်တော်ရဲ့အကိုကြီးမအောင်က line ကတိတ်ပြီးတော့မကောင်းဘူးဗျနော် line ကတိတ်ပြီးတော့မကောင်းအလုံးပဲဝင်လာခဲ့ပြီမယ် share လေးလုပ်ထားပြီးပါကျွန်တော်ရဲ့အကိုကြီးမအောင်ဘက်ကကြည့်အောင်ဝင်လာခဲ့ပြီပါအောင်ဗျအချိန်မှု share လေးလုပ်ပြီးတော့နော် like and share လေးလုပ်ထားပေးမယ်ကြည့်အောင် share ပေးပါအောင်ဗျနော်အားလုံးပဲ share ပြပါတော့ကျွန်တော်မွေးကနန်းလာယူရမယ့်ဖုန်းနံပါတ်ဒီတစ်ခါတည်းပြထားတာနော် live မစားခင်လေးကကျွန်တော်မိသားစုအများလုံးကိုကျွန်တော်စောစောစီးစီးပြထားတာဖြစ်ပါတယ်နော်အားလုံးပဲကျွန်တော်ရဲ့ကိုယ်မှာပြီးကြမှာဖုန်းနံပါတ်
မတွေ့မပြောနဲ့နော်ဟိုတခါလဲ live show အစမှကြီးကျွန်တော်ဖုန်းနံပါတ်လေးပေးထားတယ်ကြရလုံးမင်္ဂလာပါ live လက်မှ26တယ်ဗျာ view ကအမှ10ယောက်15ယောက်ပဲရှိနော်10ယောက်15ယောက်နဲ့10ယောက်15ယောက်နဲ့ဘာမှလုံးမရဟုတ်တယ်ကကျွန်တော်ကြီးကအားလုံးပဲ share ထားမယ်ဗျာ live အသေးလေးနှိပ်ထားမယ် share လို့ရရင်အကူကြီးမအောင်က share ထားပြီးပါကျွန်တော်ရဲ့အကူကြီးမအောင်ကဟုတ်ပြီလားနော်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါဗျဟုတ်ပြီ29ရက်29ရက်တော့အကူကြီးမအောင်က share ထားမယ်တယောက်ကိုတစ်ချက်စီလောက်ပဲ share ဗျာအပန်းကြီးတဲ့လုံးမဟုတ်ဟုတ်တယ်မလားအသေးလေးလည်းမနေရသေးတဲ့ကိုကြီးမအောင်ကအသေးလေးလည်းမလေးနှိပ်ပြီးတော့ဝင်လာခဲ့ဟုတ်ပြီနော်အဲ့မှာကျွန်တော်မွေကနေလို့ကျွန်တော်ရဲ့ကိုကြီးမအောင်ကအဲ့ဒီဖုန်းမှာတွားပြီးတော့ယူထားဖုန်းမစင်မှာပဲဖြစ်နော် Viber 3ရင် Viber လေးပါလာပြီးတော့ခိုင်းထားကျွန်တော်ရဲ့အကူကြီးမအောင်ကနော်တန်းမင်္ဂလာပါတားတယ်မင်္ဂလာပါခင်ဗျအားလုံးပဲမင်္ဂလာပါနော်အားလုံးပဲမင်္ဂလာပါကဲတော့ကျွန်တော်တို့ live show လေးစလိုက်မယ်ကျွန်တော်ရဲ့အကူကြီးမအားလုံးပဲနော်တစ်ချက်စလိုက်မယ်အားလုံးပဲဝင်လာခဲ့ပြီ share လို့ရရင်အကူကြီးမအားလုံးက share ပေးထားဟုတ်ပြီနော်ကဲတော့ကျွန်တော်မနက်ဖက်တော့အရင်ဆုံး1ချင်းလေးကအရင်ဆုံးစပြီးတော့သွားမယ်sorry ကီးလေးကအရင်ဆုံးစပြီးသွားမယ်ကီးပြီးမှ1ချင်းပြနော်ကီးပြီးမှကျွန်တော်1ချင်းပြမှာဖြစ်ပါတယ်ကဲအားလုံးပဲတစ်ချက်ကြည့်မယ်ဗျာကျိုဒီက80နဲ့ခွန်ဆိုတော့ကျွန်တော်ရဲ့အကူကြီးမအောင်မယ်ခွန်နောက်ပိတ်45ဆိုတော့4ထိပ်45ဆိုတော့5နောက်ပိတ်43က3နောက်ပိတ်ခွန်ရဲ့9ရဲ့ပေါင်းချင်းခွန်9နှလုံးပေါင်းချင်းဒီက2ပါ2နဲ့3နဲ့ပေါင်းချင်းဒီက5ပါအဲ့ဒီမှာကျွန်တော်တို့ကကီးဆိုပေးရတယ်ဗျ5ပါဝါဒီ3ညနခတ်ဒီ3 5 3ည3ဒီကကီးလို့ရမယ်နော်5 3ည3ကီးက25လို့ထွက်တော့9တပြားညှိသွားပြီကြလောင်းမင်္ဂလာပါ like and share လေးလုပ်ယူဝင်လာခဲ့ပြီနော်39ယောက်ရှိသွားပြီနော်စေဝနာမင်္ဂလာပါဥကိုရွှေမင်္ဂလာပါဗျအားလုံးပဲနော်5 3ည3ကီးက25လို့ထွက်တော့9တပြားညှိသွားပြီနောက်တစ်ပင်က43ဆိုတော့3နောက်ပိတ်3ညခွန်ဆိုတော့ခွန်နောက်ပိတ်4ရဲ့sorry 3ရဲ့ခွန်ရဲ့နှလုံးပေါင်းကြီးဒီဘာလို့ရလဲ3ခွန်နှလုံးပေါင်းကြီးကျွန်တော်ရဲ့အကူဒီမလေးအားလုံးပဲကျွန်တော်တို့ဒီကခွန်ရင်3ရဲ့နှလုံးပေါင်းကြီးဒီက3ညပါ3ညနဲ့9နဲ့ပေါင်းကြီးဒီ9ပါ9ရဲ့ပါဝါဒီ3ညနကတိ3 5 3ည3ကီးကို31လို့ထွက်တယ်3တပြားညှိသွားပြီဟုတ်ကဲ့ပါ share ထားတယ်ဟုတ်ကဲ့ပါစောင်းဟိမဲ့မင်္ဂလာပါဗျ share ပေါင်းတစ်ချက် share ပြပါဗျနော်25ဆိုတော့9နောက်ပိတ်13ဆိုတော့3နောက်ပိတ်9ရဲ့3ရဲ့နှလုံးပေါင်းကြီး8နဲ့31ဆိုတော့1နောက်ပိတ်ဟုတ်တယ်ဒါစီးနေတာဗျနော်9ရဲ့3ရဲ့နှလုံးပေါင်းကြီးဒီက8က1ကပေါင်းကြီးဒီ9ပါဗျ9ပါဝါဒီ4နခတ်ဒီ6 946ကီးက60ဆိုတော့ကနန်းလေးကိုထွက်ပါပြီကြလုံးမင်္ဂလာပါ like and share လေးလုပ်ထားပြပါအောင် like လက်မှနှိပ်ထားရဲ့လူတော်ဗျာ42ယောက်ရှိတယ်ဟုတ်တယ်မလားလူကြီးပြောက41ယောက်နော်ကျွန်တော်ရဲ့ကိုယ်ကအဲ့လိုဝင်လိုက်ထွက်လိုက်မလုံးနဲ့ like အသေးလေးနှိပ်ပြီးဝင်လာခဲ့ပြီကိုကြီးမိုင်မြောက်အောင်လုံးမယ်နော်မင်္ဂလာပါ44ယောက်ကြတော့နောက်တစ်ပင်ကဒီမှာကျွန်တော်တို့ဒီက31ဆိုတော့တင်နောက်ပိတ်68ဆိုတော့8နောက်ပိတ်60ဆိုတော့3နောက်ပိတ်ပါ8က1က3ညရဲ့3လုံးပေါင်းကြီးဒီ9ပါပဲ9ရဲ့ပါဝါဒီ4နကတ်ဒီ6 946ကီးချင်းအဲ့ဒီ946ကီးချင်းက44ဆိုတဲ့ကဏ္ဍကိုထွက်တော့4တပြားညှိသွားပြီကြတော့နောက်တစ်ပင်လေးက60ဆိုတော့3နောက်ပိတ်45ဆိုတော့5နောက်ပိတ်နှလုံးပေါင်းကြီးဒီက9နဲ့4ဘူးဆိုတော့4ပိတ်ပေါင်းကြီးဒီကဒီမှာ9ပါပဲ9ရဲ့ပါဝါဒီ4နကတ်ဒီ6 946ကီးပါဗျအဲ့ဒီ946ကီးကလည်းကျွန်တော်အကူကြီးမအောင်မယ်86လို့ထွက်တယ်6တပြားညှိသွားပြီဒါဆိုနောက်တစ်ပင်4ဘူးဆိုတော့ကျွန်တော်ရဲ့အကူကြီးမအောင်မယ်4ကျွန်တော်တို့ဘာလေးလဲ4ဘူးဆိုတော့4နောက်ပိတ်80ဆိုတော့3ညနောက်ပိတ်နဲ့ကျွန်တော်ဒီက86ဆိုတော့6နောက်ပိတ်3ညရဲ့4ရဲ့6ရဲ့3ည46ဆိုတော့ကဏ္ဍ3လုံးပေါင်းချင်းဒီက3ညပါ3ညရဲ့ပါဝါဒီက9ပါနဂတ်ဒီကခွန်3ည9ခွန်ကြီးက3ည4လို့ထောက်တော့3ညတပြားကြီးသွားပြီကဲဒါဆိုရင်ကျွန်တော်တို့မနက်ဖန်ကျွန်တော်ရဲ့အကွေမလောင်ဘုတ်ကျွန်တော်တို့ဘာလေးလဲကျွန်တော်ရဲ့အကွေမလောင်ဘာလေးလဲမနက်ဖန်ကျွန်တော်ရဲ့အကွေမလေးအလုံးမဲ့ကြာတာပရိနေ့မနက်ဈေးမှာကစားရမယ်ကျွန်တော်တို့ကီးချင်းလေးနော်ကျိုးဒီမှာက86ဆိုတော့6နောက်ပိတ်88ဆိုတော့8နောက်ပိတ်6က8ကနှလုံးပေါင်းကြီးဒီကဘာလို့ရလဲ6 8နှလုံးပေါင်းကြီးဒီက4ပါ4နဲ့3ည4ဆိုတော့4နောက်ပိတ်ပေါင်းကြီးဒီကကျွန်တော်ရဲ့ကိုကြီးမလို့ပဲ8ပါ8ကပါဝါဒီ3နကတ်ဒီ1 83တိကီးချင်းကမနက်ဖြန်7နာရီတက်ပလိဒီမှာကစားရမယ်ကီးလေးအားလုံးပဲ94ရောက်အားလုံးပဲမင်္ဂလာပါနော် like တဲလေးနေထားပြီးပါအောင်ဗျlike သေးလေးနေထားပြီးပါအောင် share တဲ့ကိုကြီးမအလုံးကအရက်နေနေတယ် share ထားပြီးကျွန်တော်ရဲ့ကိုကြီးမအလုံးကဟုတ်ပြီလားနော် share လို့ရတဲ့အကိုကြီးမအလုံးပြောတာ like လက်မှနှိုက်ထားတဲ့လူ60နဲ့1ယောက်ရှိတယ်ဟုတ်တယ်နော်လူကြီးပြော89ယောက်ရှိတယ်ရှင်ဦးရှားလေးလုပ်ပြီးဝင်လာခဲ့ပြီ73တိဂီတာတစ်ချက်ပဲရှိသေးတယ်နော်ပထမဆုံးတစ်ချက်ပဲရှိပါသေးတယ်ဗျနော်အများကြီးမပြဘူးဗျာကီးနဲ့1ချိန်နဲ့ brain နဲ့ဒါပဲပြမယ်ကျွန်တော်ရဲ့ကိုကြီးမအလုံးပဲနော်ဒါပထမဆုံးကီးတစ်ချက်ဖြစ်ပါတယ်like သေးလေးနှိုက်ထားမယ် like သေးလေးနှိုက်ထားမယ်
တပင်ကျော်ပေါ့နော်ဒီက65ဆိုတော့ကျွန်တော်ရဲ့ကိုကြီးမအလုံးပဲ6ထိပ်စီ19ဆိုတော့1ထိပ်စီ21ဆိုတော့ကျွန်တော်ရဲ့ကိုကြီးမအလုံးပဲ2ထိပ်စီပါဒီကောင်ကလည်းကျွန်တော်ကိုကြီးမအလုံးပဲကီးလေးပါမနေ့ကအဲ့ဒီကီးလေးနှစ်ချင်းကတူနေလို့ကျွန်တော်ကိုင်းလိုက်တာဖြစ်ပါတယ်တရားလုံးပဲမင်္ဂလာပါ6ကဲ1ကဲနှလုံးပေါင်းချင်းတွေကခွန်ရ2ကဲပေါင်းချင်းတွေ9ပါဟောဒီအပင်လေးမှာကြာပေးရမယ်ကီးလေးအဲ့ဒီမှာကျွန်တော်ကိုကြီးမဒါ646ကီးပေါ့နော်646ကီးကလေးတစ်ပြားညီရဒီမှာနောက်တစ်ပင်က10ဘူးဆိုတော့ကျွန်တော်ရဲ့ကိုကြီးမအလုံးပဲကျွန်တော်တို့8ထိပ်စီ21ဆိုတော့2ထိပ်စီ45ဆိုတော့4ထိပ်စီ8ကဲ2ကဲ4ရဲ့3လုံးပေါင်းချင်းတွေက4ပါဒီပင်လေးမှာကြာပါမယ်4ရဲ့ပါဝါဒီ9ပါနက်ခတ်ဒီ2 4 9 2ကြီးချင်းက25ဆိုတော့ကဏ္ဍကိုထပ်တယ်2တပြားညီသွားပြီဟုတ်လားနော်တန်းဆွေကြီးကရှင်းထားရင်နော်ဆရာပေါ်လားမသိဟုတ်ကဲ့ရှင်းပေါ်ပါတယ်ခင်ဗျနော်အဲ့လိုရှင်းပေါ်အောင်တစ်ချက်ရှင်းပြပါကျွန်တော်ရဲ့အကူကြီးမအလုံးဘက်ကနော်ခွန်ဘူးဆိုတော့ခွန်ထိပ်စီးပါ45ဆိုတော့4ထိပ်စီး3ညခွန်ဆိုတော့3ညထိပ်စီးခွန်4 3ည3လုံးပေါင်းကြီးနေ1ပါဟောဒီပင်လေးမှာကြာပြရမယ်ကီးချင်း1ပါဝါဒီ6နက်ကတ်ဒီ8 168ကီးချင်းက31ဆိုတဲ့ကဏ္ဍကိုကြာတော့1တပြားညီသွားပြီတဲ့ကျွန်တော်အကူကြီးမအလုံးပဲကဲမင်္ဂလာပါလိုက်လက်မအသေးလေးမနေ့ရသေးဆိုတဲ့အကူကြီးမလုံးကနှိမ့်မယ်မရှိရသေးဆိုတဲ့အကူကြီးမလုံးကရှင်းပြထားပါအောင်ဗျ43ဆိုတော့4ထိပ်စီ3ညခွန်ဆိုတော့3ညထိပ်စီ13ဆိုတော့1ထိပ်စီ4 3ည1ဆိုတော့ကဏ္ဍ3လုံးပေါင်းကြီးနေ5ပါ9ရဲ့ပါဝါဒီ3ညနဂတ်ဒီ3 5 3ည3ကီးပါ60ဆိုပြီးထွက်တယ်ဗျ3ညတပြားညီသွားပြီ25ဆိုတော့ကျွန်တော်ရဲ့ကိုကြီးမလုံးပဲ2ထိပ်စီ13ဆိုတော့1ထိပ်စီ68ဆိုတော့6ထိပ်စီအဲ့ဒီမှာ2ကဲ1ကဲ6ကဲ3လုံးပေါင်းချင်း9ပါကိုရဲ့ပါဝါဒီ4နဂတ်ဒီ6 6ကီးချင်းက4ဘူးလို့ထွက်တော့4တပြားညီသွားပြီမင်္ဂလာပါတို့ကြီးမင်္ဂလာပါဗျအဲ့လိုစတစ်ကာလေးမမှတ်ပါနဲ့ဗျနော်ကျွန်တော်အားပေးရဲ့ကိုကြီးမလုံးကcomment လေးတွေမှာစတစ်ကာလေးကနေလွဲလို့မိမိတို့ရတဲ့ကဏ္ဍလေးတွေလည်းမျှဝေပြီးလို့ရပါတယ်ကျွန်တော်ရဲ့အကူကြီးမအလုံးပဲနော်မင်္ဂလာပါအလုံးပဲမင်္ဂလာပါဗျအဲ့မှာ6ဂီချင်းက4ဘူးဆိုတဲ့ကဏ္ဍကိုထွက်တယ်အဲ့ဒီ4ဘူးဆိုတဲ့ကဏ္ဍထွက်တော့ကျွန်တော်ရဲ့အကူကြီးမအလုံးပဲ6ဂီက4တပြားညှိသွားပြီဆက်ပြီးတော့သွားမယ်139ရောက်တော့အကူကြီးမကြီးများအလုံးပဲဒီမှာကျွန်တော်တို့ဒီက31ဆိုတော့ကျွန်တော်ရဲ့အကူကြီးမအလုံးပဲ3ထိပ်စီ68ဆိုတော့6ထိပ်စီကျွန်တော်ဒီက45ဆိုတော့4ထိပ်စီ3လုံးပေါင်းချင်းဒီက3ရဲ့6ကဲပေါင်းချင်းဒီ9ရဲ့4ရဲ့ပေါင်းချင်းဒီက3မှာ3ပါဝါ8နက်ခတ်ဒီ9 385ကီးချင်း385ကီးချင်းက86ဆိုတော့ကဏ္ဍကိုထွက်ပြီးကဲဒါဆိုရင်နောက်ထပ်တစ်ပင်လေးကဒီက60ဆိုတော့ကျွန်တော်ရဲ့ကိုကြီးမလုံးပဲ6ထိပ်စီ45ဆိုတော့ကျွန်တော်ရဲ့ကိုကြီးမလုံးပဲ4ထိပ်စီ80ဆိုတော့9ထိပ်စီပါ6ကဲ4ရဲ့ခွန်ရဲ့3လုံးပေါင်းချင်းဒီခွန်ပါအဲ့ဒီမှာခွန်ပါဝါဒီ2နက်ခတ်ဒီ3ညခွန်2 3ညကီးချင်းအဲ့ဒီခွန်2 3ညကီးချင်းက3ည4ဆိုတဲ့ကဏ္ဍကိုထွက်တော့3ညတပြားညီသွားပြီဟုတ်လားကျွန်တော်အကူကြီးမကြီးများအလုံးပဲကဲဒါဆိုဆက်ပြီးတော့ကြည့်မယ်မနက်ဖြန်တော့ကျွန်တော်တို့ရဲ့ဒီကီးချင်းလေးတစ်ချက်ကိုပေါ့44ဆိုတော့4ထိပ်စီ80ဆိုတော့9ထိပ်စီအဲ့ဒီမှာကဏ္ဍနှလုံးပေါင်းကြီးတွေပါလို့ရလဲ4ရေကျွန်တော်ရဲ့အကူကြီးမအလုံးပဲခွန်ရေပေါင်းကြီးတွေ1ကဲခွန်ရေပေါင်းကြီးတွေ10ပါ8လို့ရတဲ့ကြောင့်လို့ဟောဒီမှာတပင်းကျော်မနက်ဖြန်7နာရီ10မိနစ်စီမှာထိပေးရမယ်ဆိုတော့ကျွန်တော်ရဲ့အကူကြီးမအလုံးပဲဟုတ်လား44က4ထိပ်စီ80ခွန်ထိပ်စီ88ခွန်ထိပ်စီပေါ့နော်3လုံးပေါင်းကြီး10ပါ8ကဲပါဝါဒီ3နက်ခတ်ဒီ1 831ဒီမနက်ဖြန်တော့ထိပ်စီတော့၎င်းနောက်ပိတ်တော့၎င်းလာမဲ့ကီးချင်းဒီက831ဆိုတော့ကျွန်တော်ရဲ့အကူကြီးမအလုံးပဲကီးလေးပဲဖြစ်ပါတယ်အကြိုက်တူတဲ့ကျွန်တော်ရဲ့အကူကြီးမလုံးကမြည်သူတူတယောက်မဆိုလိုက်ပြီးတော့အသုံးပြုလို့ရပါတယ်ကျွန်တော်မနက်ဖက်မှာလည်းကျွန်တော်ရဲ့အကူကြီးမလုံးပဲနေကုံကီးချင်းလေးကလည်းရှိတယ်ပေါ့နော်နေကုံကီးချင်းလေးကကျွန်တော်ရဲ့အကူကြီးမ35ကီးကနေကုံကစားမှာဖြစ်ပါတယ်နော်အမှတစ်ချက်ကျွန်တော်ရေးပြပြမယ်နော်နေကုံကကျွန်တော်ရဲ့အကူကြီးမအလုံးပဲနေကုံကီးချင်းပေါ့နော်နေကုံကီးချင်းက385ဆိုတော့ကီးချင်းလေးတစ်ချင်းရှိတယ်နော်ဒီမနက်ပိုင်းမှာ831ဆိုတော့နည်းနည်းတော့အားတာတာပေါ့နော်ကဲတော့ကျွန်တော်831ကီးချင်းကဲအလုံးမဲ့လိုက်လက်မအသေးလေးနှိပ်150ကျော်သွားပြီဟုတ်လားကျွန်တော်ကြီးကိုတော့လိုက်လက်မအသေးလေးနှိပ်တဲ့လူမရှိဘူးတိတ်ပြီးတော့နော်လိုက်လက်မအသေးလေးနှိပ်ထားမယ်ရှင်းလို့ရတဲ့အကူကြီးမလောင်ကကျွန်တော်ကိုတယောက်ကိုတစ်ချက်စီလောက်ပဲဖြစ်ဖြစ်နော်2 3 3နဲ့သက်ဆိုင်တဲ့ GB လေးတွေမှာပဲဖြစ်ဖြစ်ဝိုင်းဝန်းပြီးတော့ share ထားပေးအသေးလိုက်လက်မလေးနှိပ်ထားခဲ့ comment လေးမှတ်ထားဟုတ်ပြီနော်ကဲမင်္ဂလာပါ166ရောက်အကူကြီးမကြီးများအလုံးပဲကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်က1ချင်းလေးတစ်ချင်းကိုဆက်ပြီးတော့ပြအဲ့ဒီကီးချင်းလေးကနေပြီးတော့ကျွန်တော်ဆွဲထုတ်ထားတာဒီ1ချင်းမှာနော်အချင်းလေးတစ်ချင်းရှိတယ်ဗျအဲ့ဒီအချင်းလေးကကျွန်တော်ရဲ့အကူကြီးမအလုံးပဲဒီမှာပေါ့10ဘူးဆိုတော့ကျွန်တော်ရဲ့အကူကြီးမအလုံးပဲ10နောက်ပိတ်21ဆိုတော့2ထိပ်စီ43ဆိုတော့4ထိပ်စီ4ရဲ့8ကဲနှလုံးပေါင်းကြီး2နဲ့ဒီက2နဲ့ပေါင်းကြီးဒီ4ပါ4ရဲ့နက်ကတ်ဒီ2 42ဆိုတော့1ချင်း25ဆိုတဲ့ကဏ္ဍကိုထွက်ပြီးဒီ
ဒီကကျွန်တော်ရဲ့ကိုကြီးမလုံးမဲ့80ခွန်ဆိုတော့ခွန်တော့ပိတ်45ဆိုတော့လိထိတ်စီခွန်ရဲ့4ရဲ့နှလုံးပေါင်းချင်းဒီက1ပါ1နဲ့25ဆိုတော့2ထိပ်စီနဲ့ကနန်း3လုံးပေါင်းချင်းဒီက3ပါ3ကိုကျွန်တော်တို့ကနက်ခတ်ခေါ်မယ်3ရဲ့နက်ခတ်ဒီ9 3 5 1ချင်းက31ဆိုတဲ့ကနန်းကိုထွက်တော့3တပြားညှိသွားပြီနောက်ထပ်တစ်ပင်က43ဆိုတော့3တော့ပိတ်3ညခွန်ဆိုတော့3ညထိပ်စီ3ရဲ့3ညရဲ့နှလုံးပေါင်းချင်း3ပါအဲ့ဒီ3နဲ့31ဆိုတော့3ထိပ်စီနဲ့ပေါင်းချင်းဒီ6ပါ6ရဲ့နက်ခတ်ဒီ9ဆိုပြီးတော့6 9ဝန်းချင်းက60ဆိုတဲ့ကနန်းလေးကိုထွက်တော့6တပြားညှိသွားပြီဟုတ်လားကျွန်တော်ကိုကြီးမိုင်များလုံးပဲကဲအားလုံးပဲ share ထားမယ်ဗျာလူကြီးပြလေး150ကျော်ပဲရှိတော့နော်200ကျော်300လေးဖြစ်တော့အမြန်ဆုံးလေး share ထားပြီးမင်္ဂလာပါတဲ့အသေးလေးမှာနှိပ်ထားပါတယ်ဟုတ်ကဲ့ပါကဲဒါဆိုရင်ကျွန်တော်နောက်တဲ့တပင်လေးက25ဆိုတော့9နောက်ပိတ်13ဆိုတော့1ထိပ်စီ60ဆိုတော့ကျွန်တော်ရဲ့အကွေမအလုံးပဲ6ထိပ်စီ3လုံးပေါင်းချင်းဒီက9ရဲ့1ကဲနှလုံးပေါင်းချင်း6 6ကဲ6ကဲပေါင်းချင်းဒီ2ပါ2ရဲ့နက်ကတ်ဒီ4ဆိုပြီးတော့24ဆိုတော့1ချင်းရတယ်4ဘူးလို့ထွက်တော့4ထိပ်ပြားညှိသွားပြီဟုတ်တယ်နော်ကျွန်တော်ရဲ့အကွေမအလုံးပဲကဲရှင်မူရှာလီတယောက်ကိုကျွန်တော်တယောက်ကိုတစ်ချက်စီတော့လုပ်ပြပါအောင်ဗျနော်ဒါဆိုကျွန်တော်နောက်ထပ်တပင်လေးကိုဆက်ပြီးတော့ကြည့်ကြမယ်ဗျဆက်ပြီးတော့ကြည့်မယ်ဆိုတော့ကျွန်တော်ဒီမှာကကျွန်တော်ရှိနေတာပေါ့နော်31ဆိုတော့1အပိတ်68ဆိုတော့6ထိပ်ဟုတ်တယ်နော်44ဆိုတော့4ထိပ်ဒီအဲ့ဒီမှာ4ရဲ့1ကဲ6ကဲ416ဆိုတော့ကဏ္ဍ3လုံးပေါင်းချင်းဒီ1ပါ1ရဲ့နက်ခတ်ဒီ8ဆိုပြီးတော့181ချင်းအဲ့ပြီးကျွန်တော်နောက်တစ်ချက်ဆက်ပြီးပြမယ်နော်181ချင်းက8ပြားညှိသွားတယ်ဒါဆိုနောက်တစ်ပင်ကဒီမှာကျွန်တော်တို့ရှိနေတာပေါ့နော်60က3ညနောက်ပိတ်45ဆိုတော့4ထိပ်စီနှလုံးပေါင်းချင်းဒီ4ပါ4နဲ့86ဆိုတော့8ထိပ်စီနဲ့ပေါင်းချင်းဒီ2ပါပဲကဲ2ရဲ့နက်ခတ်ဒီ4 241ချင်းက3ည4လို့ထွက်တော့4ထိပ်ပြားညှိသွားပြီအဲ့ဒီမှာတစ်ခါပြန်ပြီးတော့ကြည့်ကြည့်ပါကျွန်တော်ရဲ့အကွေမအောင်မယ်1ချင်းတွေကကျွန်တော်ဘယ်လိုပေးနေလဲနော်ကီးနဲ့1ချင်းနဲ့တွဲပြီးပေးသလားဒါမှမဟုတ်ရင်ကီးနဲ့နှစ်တိုင်းကအပြီးပေါက်နေသလားလူမျိုးလေးကြီးမှာကျွန်တော်ရဲ့အကွေမအောင်မယ်သဘောပေါက်မယ်အဲ့မှာတစ်ချက်ကြည့်ကျွန်တော်အခု line နဲ့နေတဲ့တစ်ချက်မြင်တာပေါ့နော်မြင်တာလေးကိုတော့မျှဝေပေးမယ်180တရားအောင်လုံးမဲ့200ကျော်300ဖြစ်သွားအောင် share ထားပေးပါအောင်ဗျအဲ့မှာကျွန်တော်ပြချင်တာက၄ခုနှစ်ဒီကီးချင်းကနေစပြီးမပြီးသူကပေးတာတစ်ပင်နှစ်ပင်သုံးပင်လေးပင်ငါးပင်မြောက်ထိသူပေးထားတယ်ဒီကနေစပြီးတော့ကြည့်လိုက်ပါ168ကီး351ချင်း168ကီး351ချင်းကို31လို့ထွက်တယ်933ကီး691ချင်းကို60လို့ထွက်တယ်946ကီး241ချင်းကို4ဘူးလို့ထွက်တယ်ဟုတ်တယ်နော်ဒီမှာကျွန်တော်မပြီးမတော့385ကီး181ချင်းကို86ထွက်အဲ့မှာဒီကီး3နိုင်တွဲကြည့်လိုက်အားဆိုရင်ကျွန်တော်မိသားစုဝင်များတော့အပြီးပေါက်နေရတွေ့ရတယ်ဒါမှကျွန်တော်ဗရိတ်နဲ့တစ်ချက်ချုပ်ပြီးအောကွက်ထွက်မယ်ပေါ့နော်44ဆိုတော့4နောက်ပိတ်80ဆိုတော့9ဒီ line ကမကောင်းဘူးဆရာရဲ့တဲ့ကွန်အားပေးနေပါနော်ဟုတ်ကဲ့ပါ4ရဲ့ခွင်ရဲ့နှလုံးပေါင်းချင်းဒီက1ပါ1နဲ့3ည4ဆိုတော့3ညထိပ်စီနဲ့ပေါင်းချင်းဒီလဲဘာလို့ရလဲ1လို့ရတယ်အဲ့ဒီ1ရဲ့ကျွန်တော်အကွေမအလိုပဲနက်ခတ်ဒီ8ဆိုပြီးတော့181ချင်းဆိုပြီးမရဘူးလားရတယ်ဒါဆိုကျွန်တော်တို့83တိတ်ကီးရနေပြီကျွန်တော်တို့အမားဆွဲထုတ်လိုက်တာဒီ8တိတ်ဆိုတဲ့ကျွန်တော်တို့ဗာလေးရလဲဝမ်းချင်းလေးကိုရတယ်ဒါမဲ့ကျွန်တော်တို့က8ကော3ကော1ကော3လုံးလုံးကိုကင်မတာလှည့်ရင်ကျွန်တော်ရဲ့အကွေမအလုံးပဲကဏ္ဍကကျွန်တော်အကွေမအလုံးပဲဟုတ်တယ်မလားခြံခဲ့တဲ့ကဏ္ဍကပောက်ကွက်တွေဖြစ်တတ်တယ်ဟုတ်နော်အလုံးပဲ198ရအလုံးမင်္ဂလာပါကဲနောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ရဲ့အကွေမအလုံးကိုကျွန်တော်ကောင်းကဗာလေးကိုပြမလဲဆိုရင်ဗရိတ်လိုင်းလေးကိုပြပေးမယ်brain line ကတော့ကျွန်တော်ကတော့အပင်အတူပဲဆွဲထားပါတယ်တပင်2ပင်3ပင်4ပင်5ပင်ကိုကကိုင်လုံကောင်းမယ်လို့ထင်ပါတယ်31ဆိုတော့1နောက်ပိတ်68ဆိုတော့8နောက်ပိတ်နဲ့ကျွန်တော်ခေါ်ဒီမှာရှိတဲ့3ညခွန်ဆိုတော့ခွန်နောက်ပိတ်နဲ့ကဏ္ဍ3လုံးပေါင်းချင်းမှာ1ကဲ8ကဲခွန်ရဲ့18ခွန်ဆိုတော့ကဏ္ဍ3လုံးပေါင်းချင်း18ခွန်ဆိုတော့ကဏ္ဍ3လုံးပေါင်းချင်းဒီကဘာလို့ရလဲဆိုရင်6ဆိုတဲ့ကဏ္ဍကိုရတယ်6ကဲပါဝါဒီ1နက်ခတ်ဒီကို6တိ9ဒီကဒီကောင်ကျတော့ကျွန်တော်တို့ break လို့ရတယ်ဗျဟုတ်ပြီဒါဆိုရင်619 break က619ဆိုတော့ break က60ဆိုတဲ့ကဏ္ဍလေးကိုထွက်တယ် break 6ပေါ့ဟုတ်ပြီနော်နောက်တစ်ပင်က60ဆိုတော့3ညနောက်ပိတ်ရဲ့45ဆိုတော့5နောက်ပိတ်13ဆိုတော့3နောက်ပိတ်ဒါဆိုရင်3ညရဲ့5ရဲ့နှလုံးပေါင်းချင်း5နဲ့3နဲ့ပေါင်းချင်းဒီ10ပါ10လို့ဖြစ်တဲ့အတွက်ကြောင့်မလို့10ပါဝါဒီ3နက်ကတ်ဒီ1 831ကလည်း break နေရာမှာယူထားတယ်ဒါဆိုရင်831 break က4ဘူးဆိုတော့10 break ကိုထပ်သွားပြီကြအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အကွေမလုံးက share ပေးပါအောင်ဗျာနော် share လို့ရတဲ့အကွေမအလုံးဘက်က like လဲပြီးတော့မယ်ဗျာနော်ကျွန်တော်ရဲ့အကွေဒီနေ့မနက်ဖြန်ဆိုရင်ဂျာတာပရင်းကိုရောက်နေပြီကျွန်တော်ဂျာတာပရင်းတောက်ကြ2ရက်4သေးပဲကစားတော့မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့အကွေကအရှုံးများနေတယ်ကျွန်တော်ရဲ့အကွေမှာကျွန်တော် like သေးကိုဝင်ကြည့်ဟုတ်ပြီနော်ကဲဒါဆိုကျွန်တော်နောက်တဲ့ပင်လေးက4ဘူးဆိုတော့ကျွန်တော်ရဲ့အကွေမှာလည်း4နောက်ပိတ်80ဆိုတော့3ညနောက်ပိတ်နဲ့68ဆိုတော့8နောက်ပိတ်
အဲ့ဒီမှာ4ရဲ့3ညိုင်းနှလုံးပေါင်းကြီး4နဲ့8နဲ့ပေါင်းကြီးนี่2ပါဗျနှစ်ကဲပါဝါဒီခွန်နခတ်ဒီ4နှစ်ခွန်4ဗရိတ်နေရာမှာလေ86ဆိုတော့4ဗရိတ်ကိုထွက်သွားပြီမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကဲဒါဆိုနောက်ထပ်တစ်ပင်လေးကိုဆက်ပြီးတော့ကြည့်မယ်ဟောဒီမှာကျွန်တော်တို့ဒီက86ဆိုတော့6နောက်ပိတ်ကလေး88ဆိုတော့8နောက်ပိတ်ကလေး45ဆိုတော့9နောက်ပိတ်ကလေး6ကဲ8ကဲ9ရဲ့6 8 5ဆိုတော့ကဏ္ဍ3လုံးပေါင်းချင်းအဲ့မှာ6ကဲ8ကဲ9ရဲ့ပေါ့နော်ကဏ္ဍ3လုံးပေါင်းချင်းဒီကတဲ့ဘာလို့ရလဲဆိုရင်6လို့ရတယ်6ရဲ့ပါဝါဒီက4နက်ခတ်ဒီက6 6 4 6ဒီကဘာလို့ရလဲကျွန်တော်ဒီက break လို့ရဟုတ်လား3ည4ဆိုတော့4 break ကိုထွက်ပြီကဲဒါဆိုကျွန်တော်တို့မနက်ဖြန်အတွက် break လေးကိုတစ်ချက်လိုက်ပြီးတော့ကြည့်မယ်ဗျာဒီက3ည4ဆိုတော့4နောက်ပိတ်နဲ့30ခွန်ဆိုတော့9နောက်ပိတ်80ဆိုတော့3ညနောက်ပိတ်အဲ့ဒီမှာ4ခွန်နှလုံးပေါင်းချင်း1လို့ရထားတဲ့ကြောင့်အဲ့ဒီ1နဲ့ဒီကကျွန်တော်3လုံးပေါင်းချင်းဖြစ်တဲ့ဒီက3ညနဲ့ပေါင်းချင်းဒီက1လို့ပဲရ1ပါဝါဒီ6နဂတ်ဒီ8 168 break သူ့ရဲ့နောက်တွဲကိုတော့ကျွန်တော်ဆက်ပြီးမပြတော့เนาะမိုးလင်းသွားလိမ့်မယ်ကျွန်တော်ရဲ့ကိုယ်မှလုံးမယ်ကဲ168က break ဟုတ်တယ်เนาะကျွန်တော်ရဲ့ကိုယ်မှလုံးမယ်168က break 831ကကီးဟုတ်တယ်မန်တက်နေလို့ပြပါမင်္ဂလာညချမ်းမှာတားတယ်ဟုတ်ကဲ့ပါမင်္ဂလာညချမ်းမှာဗျာကျွန်တော်ရဲ့ကိုယ်မှလုံးမယ်เนาะကြရလို့လိုက်သေးလေး100ကျော်200ဖြစ်တော့နှိပ်ထားပြီเนาะလူကြီးပြော200ကျော်ရှိတယ်ဗျာလိုက်လက်မှာနှိပ်ထားရလူက150ကျော်ပဲရှိသေးတယ်เนาะလိုက်လက်မှာအသေးလေးနှိပ်ထားမယ်เนาะကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်ကိုင်းရဲ့အကွေမအလုံးကိုကျွန်တော်ကမနက်ဖြန်မှာကစားရမယ်နော်ကျွန်တော်ကဏ္ဍလေးကိုတစ်ချက်ရေးပြပေးမယ်တစ်ချက်လိုက်ပြီးတော့ကြည့်ကျွန်တော်ရဲ့ဒီ page လေးကိုလည်း follow မနေရသေးတဲ့အကွေမက follower လိုက်နှိပ်ထားမယ်ကျွန်တော်မနက်ဖြန်ဒီကျွန်တော်ရဲ့အကွေမအလုံးမယ်2ရက်နေ့10လပိုင်း2025ခုနှစ်ပေါ့နော်ကျွန်တော်ရဲ့အကွေမအလုံးမယ်ကျွန်တော်ပြီးတာကမနက်ပိုင်းတည်တဲ့တော့ပေးထားတယ်ပေါ့နော်ကျွန်တော်ရဲ့အကွေမအလုံးမနက်ပိုင်းတည်တဲ့တော့ပေးထားတယ်မနက်မထွက်ရင်ညက်နေတော့ပူပြီးအားကောင်းတာပေါ့နော်မနက်ကောညာကိုထိုးကြည့်ပါကျွန်တော်ရဲ့ကိုယ်မှာလို့နော်မနက်ကောညာကိုထိုးကြည့်ပါစိုက်ကမနက်ပိုင်းစိုက်ဆိုပြီးမှကျွန်တော်ရဲ့ကိုယ်မှာဝင်ညနေပိုင်းအထိလဲဆက်ပြီးတော့ဒီကောင်ကပေးခြင်းလဲပေးနေဦးမှာဟုတ်တယ်မလား224ရောက်လိုက်လက်မအသေးနှိပ်တဲ့လူက200ကျော်လေးပဲရှိသေးတယ်လိုက်လက်မအသေးလေးနှိပ်ထားပေးပါအောင်ဟုတ်ပြီနော်ဟုတ်ပြီဒါဆိုကျွန်တော်ကိုယ်မှာလို့မယ်မနက်ဖက်မှာကျွန်တော်ကတော့ပတ်တီးရွေးလိုက်တယ်ပေါ့နော်ပတ်တီးရွေးလိုက်တာကမာနေတာက8တစ်ဆိုတော့8ပတ်တီးတစ်ပတ်ဒီကိုကျွန်တော်ဘက်ကနေရွေးချယ်ပေးလိုက်ပါတယ်ရှစ်တစ်ကစားကြည့်ပါရှစ်နဲ့တင်းနဲ့မနဲ့မင်္ဂလာပါရှင်နဲ့မင်္ဂလာပါရှစ်နဲ့တင်းနဲ့ကိုမနက်ဖြန်မှာပတ်တီးအနေနဲ့ပဲဖြစ်ကစားကြည့်ပေးနော်ရှစ်တစ်ပတ်တီးအနေနဲ့ကစားကြည့်ပေးအဲ့ဒီမှာရှစ်သုံးတစ်ကိုကျွန်တော်တို့ကဗရိတ်နဲ့တွဲမယ်ကဏ္ဍကတော့ကျွန်တော်တို့အကွက်နည်းနည်းတော့များသားမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ထပ်တာဘာညာပါအောင်မယ်ပေါ့ရှစ်နဲ့ဆိုရင်ကျွန်တော်ရဲ့ကိုယ်မအလုံးက168ဗရိတ်ဆိုတော့83ရဲ့88က80ပေါ့168 break ဆိုရင်ပေါ့ဒါအားရမယ်ပေါ့နော်ကျွန်တော်ရဲ့ကိုယ်ထိပ်သီးနောက်ပိတ်အပိုင်းမရဘူးဗျနော်ကဲဒါဆိုကျွန်တော်နောက်တစ်ပင်လေးကနောက်တစ်ပင်လေးကကျွန်တော်ရှည်သေးတာက8နဲ့ဆိုပြီးတော့1နဲ့ပေါ့နော်1နဲ့ဆိုရင်ကျွန်တော်တို့ break 1က10 1 5 1ခွန်ပေါ့10 1 5 1ခွန်အားပေါ့ပြီးတော့ထပ်ပြီးရှည်သေးတာက3နဲ့ဆိုရင်38ဆိုတဲ့ကဏ္ဍကပါပြီးသွားပြီဟုတ်တယ်နော်3ဘူးဆိုတဲ့ကဏ္ဍထပ်ထည့်ပေးရမယ်ပြီးတော့ကျွန်တော်တို့ break 8ဆိုရင်35ဆိုတော့ကဏ္ဍက8ကွက်ရှိမယ်ပေါ့ကဏ္ဍထက်တစ်ကွက်ပါတဲ့အကြောင်းပါเนาะကျွန်တော်ရဲ့ကိုယ်မှလောက်မယ်1-2-5-9ကြံနေတဲ့ဟုတ်တယ်1-2-5-9အကြံလေးကပဲရွေးကစားခြင်းကျွန်တော်ရဲ့ကိုယ်မှမှာရွေးကစားမယ်ဗျเนาะမင်္ဂလာပါမောင်လေးနဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ကိုယ်မှလောက်မယ်မင်္ဂလာရှိသောညာချမ်းလေးပါ229တော့ကိုယ်မှလောက်ကလိုက်လက်မှလေးနှိပ်ထားပြီးပြီလားเนาะ comment လေးမှန်ထားပြီးပြီလားကျွန်တော်ရဲ့ကိုယ်ကဲကဏ္ဍကကျွန်တော်ဒီမှာမြင်ရတဲ့အတိုင်းဆိုရင်ကျွန်တော်ရဲ့ကိုယ်ကကဏ္ဍက8ကွက်ရှိတယ်အဲရှုပ်ကွက်ထဲမှာကျွန်တော်ရှင်းရှင်းပြောမယ်ဗျာအကြိုက်ဆုံးကတော့မနက်ဖြန်မှာကျွန်တော်ရဲ့ကိုယ်မှာလုံးပဲ10ဖြစ်ပါတယ်10ကိုပို့ပြီးတော့အားတာတယ်ပို့ပြီးတော့လည်းကြိုက်တယ်ကျွန်တော်ရဲ့ကိုယ်မှာကြိုက်တဲ့ကျွန်တော်ရဲ့ကိုယ်မှာလိုက်ပြီးတော့ကစားကြည့်ဟုတ်လား239ရောက်အကူဒီမလေးအလုံးပဲဟုတ်ပြီဒါတော့ကျွန်တော်ရဲ့ကိုယ်မှာလုံးကမွေကနဲ့လိုချင်တဲ့ဟိုဒီဈေးတွေမှာကျွန်တော်ရဲ့ကိုယ်မှာလုံးကကြာတာပရိတောက်ကြပေါ့နော်ကြာတာပရိတောက်ကြ200အတွင်းပေါ့နော်မစင်းသွားတဲ့ကျွန်တော်ရဲ့ကိုယ်မှာလည်းပဲတူတယောက်မှမမခေါ်တဲ့လိုက်မဟုတ်ဘူးဒါကျွန်တော်ပေါက်ပေးတည်တယ်မယ်ကစားတာနှစ်ရက်အတွင်းကျွန်တော်ရဲ့အကွေမှာတော့ကမွေးကျွန်တော်ပေးတာတော့ဗျာတစ်ကွက်ကောင်းပါတယ်နောက်ကရန်နှစ်ကွက်ပါတယ်ဗောနော်မွေးတစ်ကွက်က
ဩကွက်ကစားကြည့်နေကျွန်တော်ရဲ့အကူကြီးမအောင်ကကျွန်တော်ဖုန်းရဲ့ Viber လေးမှာပဲဖြစ်ဖြစ်တော့တစ်ချက်လာပြီးတော့ယူထားပြီး234ရောက်ဟုတ်ပြီနော်ကျွန်တော်ဖုန်းကဒီမှာပေါ့ဒီဖုန်းနဲ့ပါလိမ့်မှာတစ်ချက်လာပြီးတော့ယူထားပြီးနော်39 683 191 549ဆိုတော့ကျွန်တော်ဖုန်းရဲ့ဒီ Viber လေးမှာတစ်ချက်လောက်လာပြီးတော့ဟိုင်းထားပြီးပေါ့နော်ဟိုင်းထားပြီးပါကျွန်တော်ရဲ့အကူကြီးမအောင်ကဟုတ်ပြီလား683 191 549အဲ့ဒီဖုန်းရဲ့ Viber လေးမှာတစ်ချက်လာပြီးတော့ဟိုင်းထားပြီးအခုကျွန်တော်တို့ကြည့်သွားတာလူကြီးပြော200ကျော်ရှိတယ်ပေါ့နော်အဲ့200ကျော်လုံးကကစားခြင်းနဲ့မွေးကနန်းကြံရက်ဒီမှာနေတိုက်ဒီမကစားဘူးပေါ့နော်ကျွန်တော်ပေးတဲ့မွေးကနန်းတစ်ကွက်ကောင်းနဲ့အရင်ကျွန်တော်တို့စုပေါကနန်းအရင်2ကွက်ပါတယ်ဗျာကစားခြင်းနဲ့ကျွန်တော်ရဲ့အကူကြီးမအောင်ကလာပြီးတော့ယူကနန်း3ကွက်ပေးတယ်ဟုတ်တော့ကျွန်တော်လိုချင်တဲ့ကျွန်တော်ရဲ့အကူကြီးမအောင်ကအဲ့ဒီမှာ683 191 549ဆိုတော့ကျွန်တော်ဖုန်းရဲ့ဒီ Viber လေးမှာပဲဖြစ်ဖြစ်နော်ဖုန်းမစင်မှာပဲဖြစ်ဖြစ်တစ်ချက်လာပြီးတော့ယူထားပြီးဒါမှမဟုတ်ကျွန်တော်ရဲ့အကူကြီးမအောင်ကကျွန်တော်ဒီပေးmessenger မှာလေးမှာလေးတစ်ချက်လာပြီးတော့ယူထားလို့ရတယ်နော်ရှင်းပြောပြဂရီတီတဲ့ကျွန်တော်ရဲ့အကူကြီးမအလုံးသားလာပြီးတော့ယူသေးခြင်းနေဗျနော်ကျွန်တော်ရဲ့အကူကြီးမအလုံးပဲကျွန်တော်ရဲ့အကူကြီးမဗျာခဏပါသွားရင်အကျိုးအကြောင်းပြန်မပြောတဲ့မိသားစုဝင်တွေအလုံးကများတယ်ဟုတ်တယ်မလားနော်ကိုကြောင့်ကိုတီးကြပါဗျာနော်ကဲအလုံးပဲကျွန်တော်တို့အကူကြီးမမနက်ဖက်မှာကျွန်တော်ပေးထားတာကကဏ္ဍက10ကွက်တဲ့10ကွက်ကိုကျွန်တော်အားထိုးမယ်ဆိုရင်16ကွက်တမ်းမယ်အဲ့ဒီမှာအပူး2ကွက်ပါတယ်10ဘူးလို့3ဘူးလို့ပါတယ်အဘူးထွက်ပြီးတိုင်းမလို့ကိုအောင်ကျွန်တော်အဘူးပယ်လိုက်တယ်မလုံးနဲ့အဘူးပါထည့်ထိုးတာเนาะအဘူးကရှိတယ်အဘူးကြားဆိုင်တွေပါရှိတယ်ကျွန်တော်ရဲ့ကိုကြီးမှတော့ဒါကြောင့်ပြောတာပါဟုတ်ပြီတော့ကျွန်တော်ရဲ့ကိုကြီးကဒါလေးပဲမနက်ဖက်မှာကျွန်တော်အဓိကကြိုက်တာတော့ဗျာเนาะအဲ့ဒီဖုန်းအဲ့ဒီကနက်3ခွက်ကိုရင်လုံးစပြီးတော့ကစားကြည့်ပါเนาะလာရှိုးလေးပြီးမှဖုန်းခေါ်ပေးပါကျွန်တော်ရဲ့ကိုကြီးမှအလုံးဘက်ကเนาะကြည့်အလုံးပဲဟဲ့မှာကျတော့ဘက်မှာကျွန်တော်ရဲ့ကိုကြီးမလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါသည်ကျွန်တော်ဗီဒီယိုကနေစက္ကန့်ရချပြီးတော့ကနေထထကြပါသည်လို့ဆုမကွန်တောင်းပေးလိုက်ပါတယ်ဗျာနော်အလုံးပဲဘက်မှာ